ကောင်ဆလာတွေနဲ့လမ်းကြောင်းကြီး၃ခုရှိကြတယ်အဓိကအဖြစ်ဘာပြဿနာပေါ်လာလဲဆိုတော့ single theoretical approach နဲ့ counseling ပေးတဲ့အခါကျတော့တစ်ယောက်ဆုံး therapy တစ်ခုဖြစ်တယ်လို့ဆရာယုံကြည်တယ်ကျွန်တော်ကတော့စိတ်ပညာဌာနအရေးစားစိတ်ပညာပမုတ်ကဒေါက်တာဥက္ကဋ္ဌဖြစ်ပါတယ်မြန်မာနိုင်ငံမှာစိတ်ပညာဘာတရားကမေဂျာဘာသာရနေတဲ့တင်ကြတာနှစ်ပေါင်းများစွာခြားခဲ့ပါပြီရှေ့နှစ်ပေါင်းဆရာတို့မတိုင်ခင်ပေါ့နော်ဆရာဆိုရန်ကုန်တက္ကသိုလ်ရောက်တာ1964ခု64ခုမတိုင်ခင်တည်းရတယ်ရန်ကုန်တက္ကသိုလ်မှာ counseling ဘာသာရဆိုရှိခဲ့ပြီလားဒီဆရာမိတ်ဆက်ပေးသွားပါတော့ counseling ဘာသာရနဲ့ပတ်သက်တဲ့အခြေအနေလေးကိုဒီပြknowledge share နည်းနည်းလေး share လုပ်တဲ့တော့ပြောပြချက်ပါတယ်တော့ counseling ပြောလို့ရှိရင်ဆရာတို့ကအဓိအဖြစ် counselor တွေနဲ့လမ်းကြောင်းကြီး၃ခုရှိကြတယ်ခုန non directed counseling လို့ခေါ်တဲ့နော် counseling တစ်မျိုး directed counseling တစ်မျိုးအခုနောက်ဆုံးဆရာတို့ integrated counseling တစ်မျိုး၃မျိုးလမ်းကြောင်းရှိတယ်ရှေ့ counseling ရတော့စကြည့်ချာဒီကမဲ့ counseling နဲ့ psychotherapy ကတော့တကယ်ဒီမောတွေးရောရှက်တယ်ဒါကြတိတတ်ပြတ်တာခွဲလို့မရလောက်အောင်ရှက်ရောရှက်တယ်ပါတယ်ဒီဖြစ်တယ်အဲ့တော့ဆက်ရင်ပိုင်းမှာတော့ဆရာတို့စိတ်ပညာရဲ့စိတ်ပညာလောကမှာနာမည်ကြီးဆုံးပုဂ္ဂိုလ်က Freud ကတော့ဒီကောက် psychotherapy and counseling ဆရာကြည့်ကြရင်သူကဘာလဲဆိုရှင်တော့directed counseling counselor ကဒီကောက်နဲ့ client နဲ့ပတ်သက်ပြီးတော့သူကိုယ်ကဥဆောင်ပြီးတော့တိတိကျကျအဓိက role ကနေပါဝင်ပြီးတော့ဆွေးနွေးသွားတယ်နော် therapy ဆိုရဲ diet therapy ပေးသွားတယ်နော်နောက်တစ်မျိုးကတော့ non directed counseling ကိုခါတော့ကြတော့ဖြစ်စားတယ် humanistic psychology ဖြစ်စားတယ်နော်ဒီဆိုတော့ talk therapy တော့ပြောကြတယ်ပေါ့နော်စကားပြန်လာပြောပြီးတော့ကုသသွားကြတယ်ဆိုတော့ခါတော့ကြတဲ့ခါကျတော့ non directed counseling နော်ဆိုတော့အဲ့မှာအဓိကအဖြစ်ဘာပြဿနာပေါ်လာလဲဆိုတော့ single theoretical approach နဲ့ counseling ပေးတဲ့ခါကျတော့ client ရဲ့ဖြစ်နေတဲ့ပြဿနာနဲ့နော် client လိုချင်နေတဲ့သူ့ရဲ့ပြဿနာဖြေရှင်းဖို့သူလိုချင်နေတဲ့အဖြေနဲ့ဒီဘက်ကပေးတဲ့ counseling အမကိုင်တတိယအဖြစ်ပြလဲဆိုတော့တချို့ client ရဲ့ client ပြဿနာဟာ psychoanalytic theory ကိုအခြေခံတဲ့ depth analysis ပေါ့နော် directed counseling နဲ့မှာပြဿနာပြေလည်လာနိုင်တဲ့ client ရှိတယ်တချို့ကျတော့ non directed counseling နဲ့မှာပြေလည်ရှိတယ်ဒါတွေဟာဘာလို့ counselor ကြောက်နေရအချိန်စားရတဲ့ပြဿနာဖြစ်တယ်ဒါတွေများအားလုံး non directed counseling ပဲတဲ့လုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေနိုင်အောင် directed counseling နဲ့ပြလုပ်မယ်ဆိုတာအဆင်ပြေကြတယ်ဒါကြောင့်တစ်ခါတလေကြာရင်အပြင်ဘက်မှာဆရာတို့ပြန်ကြားတတ်တယ် counseling သွားတဲ့ခါကျထိရောက်မှုမရှိဘူးဆိုတော့ဝေဖန်ချက်တွေလည်းကြားတယ်ဘာကြောင့်လဲဆိုတော့ client ရဲ့ဖြစ်နေတဲ့ the nature of the problem နဲ့ဒီဟာပြလိုက်တဲ့ counseling technique က unfair အရေးကြီးတာကဒီတစ်ခုအကိုက်ကြအောင်လို့ theory အစွဲကိုထားလိုက်ပြီးတော့လူအားနေတဲ့ပြဿနာဘလို့အထက်အဆုံးဖြေရှင်းမလဲဆိုတာကြတော့ theory မှာအားနည်းချက်တွေရှိတယ်အားနည်းချက်အဲ့အားနည်းချက်တွေကို counselor အနေနဲ့လေ့လာပြီးတော့သူ့ရဲ့ကြွမ်းကျင်ပိုင်နိုင်တဲ့ knowledge နဲ့ experience ကိုသုံးချပြီးတော့ theory ဘိုင်းဒီ client နဲ့ကိုက်နေတဲ့ theory တစ်ခုကို integrate လုပ်ရတယ်ပေါင်းစပ်တယ် theory တစ်ခုတည်းကိုပဲလမ်းကြောင်းတစ်ခုအသေးဆွဲထားတာမဟုတ်ဘဲနဲ့ဖြစ်လာတဲ့အခြေအနေနဲ့ကြုံလိုက်ပတ်သက်မှုတွေအကောင်းဆုံးအထည်ဆုံး therapy ပေးဖို့ပဲတန်းနိုင်မယ်ဆိုရင် counselor ဆရာကိုယ်တိုင် theoretical framework ကြီးဆွဲပြီးတော့နော် counseling ပေးရပါတယ်အဲ့တော့အထည်ဆုံးအကူအညီပေးနိုင်ဆုံးဒီကတော့ integrated counseling နော်အဲ့လို integrated counseling ပေးတဲ့အခါမှာလည်းပဲဒီနေ့ချိန်မှာအသုံးအများဆုံးနော်အထည်နံပါတ်အကျော်ကြားဆုံး psychotherapy ပဲပြော counseling technique ပြောအကျော်ကြားဆိုတာ cognitive therapy cognitive counseling ပဲတိမှု psychology ကဖြစ်စားလာတဲ့အကြောင်းလို့ဒီမှာမူတည်ပြီးတော့ counselor တွေအများကြီးပေါ့ခွာလာပဲကြာအဲ့ဒီ psychology တန်းမှာလည်းပဲဆရာတို့ယောဂပျောက်ခဲသွားတယ်အများကြီးရှိတယ်လို့အဲ့ပြတ်တော့ထိရောက်မဖြစ်ရှင်းနိုင်တဲ့ပြတ်တာလည်းအများကြီးရှိတယ်ဘာလို့ therapy တိုင်းမှာအားနည်းချက်ရှိတယ်ဆရာပြောတယ်ဒါကြောင့်မို့လို့ဆရာတို့နောက်ဆုံးပေါ်လာတာက mindfulness နော် mindfulness based psychotherapy နော်တကယ်ပြန်ဆရာတို့တတိပဋ္ဌာန်ပေါ့နော်ဒါကြရင်အလဲဆက်လက်ပြောပါစို့တတိဆိုရင်တော့တိတ်ဆရာတို့
mindfulness ကိုအခြေခံလိုက်ပြီးတော့နော် therapy ပေးရတာအများကြီးရှိအဲ့တော့ mindfulness based psychotherapy နဲ့ mindfulness ဆိုတဲ့က cognitive သိမှုကိုပြင်သွားတာပါပြီးသားဆိုတော့ cognitive psychology က research ရဲ့လိုရင်းနဲ့ဘာ mindfulness ကိုအဓိကဦးစားပေးလာလမ်းကြောင်းကသိချပြီအဲ့နဲ့ပေါင်းစည်းလို့ရတယ်ဆရာအနေနဲ့ပေါ့မြန်မာလူမျိုးဗုဒ္ဓဘာသာပဲမြန်မာလူမျိုးတွေဒီနိုင်ငံမှာများတဲ့အတွက်ကြောင့်မလို့နော်တရားထိုင်တဲ့တတိပဋ္ဌာန်ဆိုကြဒါစိတ်နဲ့ကြောင့်မဟုတ်ပါ meditation နဲ့အမှန်တရားရင်းနှီးအကြောင်းကြပါလားအဲ့တော့ counseling ဆိုတာ culture ရလဲအရင်လွှမ်းမို့တယ်နော် client culture နဲ့ client religion အရင်ရောက်တော့ဘာလို့ဆရာတိတ်မှုကိုပြင်ပါလေအဲ့ထျောက်တဲ့ therapy ပေးဆိုရယ်ဒီမြန်မာနိုင်ငံရဲ့အထျောက်ဆုံး therapy တစ်ခါပါဆို mindfulness ဟာထျောက်ဆုံး therapy တစ်ခုဖြစ်တယ်လို့ဆရာယုံကြည်တယ်ဒီမှာမှအနောက်နိုင်ငံမှာရှိရတဲ့ cognitive therapy နဲ့ mindfulness therapy နှစ်ခုကို integrate လုပ်ပြီးတော့ဘုရားဆရာပြ integrated approach ဆိုလိုက်ပဲပေါင်းစပ်ပြီးတော့ counselor တွေအနေနဲ့အသုံးချမယ်ဆိုရင်ဒီမြန်မာနိုင်ငံမှာအထျောက်ဆုံး counseling technique ဖြစ်လာမယ်လို့ယုံကြည်ပါအဲ့ဒါကိုခြေချက်ပြများအသုံးချနိုင်ဖို့လေရေပါတော့ဒီနေ့ဆရာတို့ ADVC တင်တန်းမှာသုံးလာမယ်နော်ဟာပါဆိုရင် integrated approach နဲ့ cognitive psychology approach ကိုဦးစားပေးပြီးတော့ diploma တင်ထားတယ်လေဘယ်လိုပို့ချမယ်ဖြစ်တယ်လို့ဆရာတရားအောင်ပြပါရစေ Begin your future with HEBC.